မင်္ဂလာပါခင်ဗျာနေ့စဉ်မိုးလေဝသသတင်းအစီအစဉ်ကနေကြိုဆိုပါရစေယနေ့ဟောဆိုရင်တော့2026ခုနှစ်ဧပြီလ3ရက်တနင်္လာနေ့ထပ်ပါတယ်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေဒီကနေ့မနက်9နာရီအချိန်မှာထုတ်ပြန်ထားတဲ့နောက်ဆုံးရမိုးလေဝသသတင်းတွေကိုပရိသတ်ကြီးတို့သိရှိနိုင်ဖို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အခြေအနေကိုပြောပြပါမယ်အခုချိန်မှာတော့ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်ထုံပိုင်းတို့မှာတင်အနေငယ်ကနေတင်အထင်ထိထွန်းနေပြီးကျန်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတော့အများအားဖြင့်တာယာနေပါတယ်ခင်ဗျာဆက်လက်ပြီးယနေ့ညနေအထိမိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထုံးလျက်ရွာနိုင်ပါတယ်ခင်ဗျာရွာရန်ရာခိုင်နှုန်း80ရှိပါတယ်အထူးသဖြင့်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးမြောက်ပိုင်းမှာနေရာကွက်ကြားမိုးရွာနိုင်ခြေရှိနေပါတယ်။ဒါအပြင်တနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတင်အထင်ထိထိုးနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့အများအားဖြင့်တာယာမယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျာ။အပူချိန်နဲ့ပတ်သက်ပြီးထူးခြားချက်အနေနဲ့ပြောရရင်တော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေအပူချိန်တွေကအနည်းငယ်တိုးလာနိုင်တာမို့လို့ပရိသတ်ကြီးတို့အပူဒဏ်ကိုဂရုစိုက်ကြဖို့တိုက်တွန်းကြပါတယ်ခင်ဗျာနေပြီးတော့ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာလည်းဒီကနေ့ညနေအထိအများအားဖြင့်တာယာနေမှာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ပင်လယ်ပြင်အခြေအနေကိုတင်ဆက်ပေးပါမယ်မြမကန်ယူတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလှိုင်းအသင့်ရှိပါမယ်လှိုင်းအမြင့်ကတော့မြမကန်ယူတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ4ပေကနေ6ပေအထိရှိနိုင်ပါတယ်ခင်ဗျာကဲဒီနေ့အတွက်မိုးလေဝသသတင်းကတော့ဒီလောက်ပါမယ်နောက်ထပ်မိုးလေဝသသတင်း update တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့နေ့စဉ်မိုးလေဝသသတင်း YouTube Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်နားဆင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာတာယာတဲ့နေ့လေးဖြစ်ပါစေ